哎喏，我没需要了吗？哎喏，还有打发小比嘞。လာပြီထူးရဲ့လာပြီဟာလို့ဖြစ်ရပြန်တာလဲထုံးရဲ့နင်ကလေတခုခုဆိုလန့်တကြားနဲ့ခုရောဘယ်သွားမလို့လဲပြောငါအရေးကြီးကိစ္စပေါ်လာတော့ပါဟာငါပြောထားသလိုငါသမီးလေးကိုနင်းနဲ့စိတ်ချလက်ချထားခဲ့မယ်နော်ဟင်ဖေးနဲ့တူတူမခေါ်သွားဘူးလားသမီးဖေးနဲ့ပဲလိုက်ချင်တာနော်ဖေးသမီးကိုခေါ်သွားလေဖေးရဲ့ဟုတ်သားပဲထုံးရဲ့နင်သမီးလေးကအားငယ်နေရှာတာလေနင်ဒီတိုင်းထားပြီးခီးသွားတော့မလို့လားမတော်မဖြစ်လို့ပါဟာမိပြီးစကားကိုနားထောင်နော်ဒီအန်ဒီကမိမမေရဲ့ရင်းနှီးဆုံးမိတ်ဆွေကွဒီအန်ဒီနဲ့သမီးဒီမှာဒီ9လောက်နေခဲ့နော်ဖေးသမီးကိုထားမသားပါနဲ့ဖေးရဲ့သမီးလေအရင်လိုထမင်းစားရရင်သမီးမကောက်တော့ပါဘူးဖေးရဲ့သမီးကိုထားမသားပါနဲ့နော်ဖေးသမီးကိုမထားရပါနဲ့ဖေးရဲ့ဖေးသမီးကိုထားပါတော့ဖေးသမီးကိုထားရပါနဲ့ဖေးရဲ့ဖေးပါလားဘာဖြစ်လို့လဲမသိဘူးဖေးချပါဦးဖေးရဲ့ဖေးဘာဖြစ်တာလဲဖေးသမီးခေါ်နေလေဖေးရဲ့ဖေးသမီးခေါ်နေလေဖေးကြပါဦးရှင်လာရအောင်ဖေးဘာဖြစ်လို့လဲမသိဘူးဖေးချပါဦးဖေးရဲ့ဖေးလာကြပါဦးရှင်ဖေးဘာဖြစ်လို့လဲဖေးကူရအောင်ရှင်သမီးဘာဖြစ်တာလဲသမီးအိမ်မဆုံးမပြီးကြောက်နေတာလားအမမကြောက်နဲ့နော်အနည်းတယောက်လုံးရှိတယ်အန်ဒီသမီးဖေလေသမီးဖေကိုသမီးအိမ်မမက်တဲ့တီလာဖေလေအိမ်မက်တယ်မဆေးတော့ကြည့်တန်းလာတယ်ဒီပြီးရလေပါစမလည်းဖြုတ်တွေထွက်ပြီးသေးတယ်ဟာဒီသမီးဖေတဲ့လို့မဖြစ်ဘူးမလားစိတ်အေးထားပါသမီးရဲ့ဦးကသမီးအိမ်မက်ထဲရလို့မဖြစ်ပါဘူးသူ့အလုပ်ကိစ္စနဲ့ခီးလွန်နေတာပါကွယ်သမီးလေးကိုသူပြန်လာခေါ်မှာပါနော်ကြောက်ပြေသွားအောင်ဒီလေးတောက်လိုက်အနည်းရေသွားယူပေးမယ်လေသမီးဖေးကိုရဲတွေ့ချင်တာဖေးအမြဲဆုံးပြန်လာပါစေအန်ဒီအမအစီကြီးရလားညီမလေးအမစိမ့်နေမိရနော်ညီမလေးအမဘာကူပေးရမလဲဟိုလေညီမလေးကောင်းနေအရင်မူးနေလို့ညီမလေးအဒီအေးနယ်လို့အိမ်လိုက်ဖို့ပေးပါလားအမတည်ရညီမလေးအမလည်းပြင်တာအမကိုဆွဲလိုက်နော်ကျင်းအမမှာအဖေတယောက်တည်းရှိရတာပေါ့နော်ဒါဆိုရင်ညီမလေးနဲ့တူတူပဲဟုတ်လားအမဖေကတော့လေအရင်ဆိုတာမူလာရင်အမကိုရိုက်တာအဲ့ချိန်ဆိုအမထွက်ပြေးနေရပြီညီမလေးကဖေးကညီမလေးကိုတော့ချစ်ပါတယ်ဒါပေမဲ့လို့မဘာဖြစ်လဲညီမဆက်ပြောဖေးကြောက်ပြောရရင်ညီမလေးစိတ်မကောင်းလို့ပါမမရဲ့ဖေးကခုဆိုရင်ညီမလေးကိုထားပြီးဟိုးအဝေးရုပ်ထွက်သွားပြီဟုတ်လားညီမလေးကြားတာစိတ်မကောင်းပါဘူးဖေးပြောတာတော့မမေနဲ့ဖေဖေနဲ့ကငယ်ငယ်လေးကတည်းကကွဲသွားကြတာတဲ့မလေးကြောင့်ကြားတာလည်းစိတ်မကောင်းပါဘူးညီမလေးအမဘွားကလေလှောင်ရမှတ်ဆိုရင်ညီမလေးကလေခိုးရမှတ်ကလေးလိုဖြစ်နေပါတော့လားဟုတ်တယ်နော်အခုဆိုရင်ဖေးကလည်းညီမလေးကိုထားပြီးဟိုးအဝေးရုပ်ထွက်သွားပြီမေကြီးကလည်းငယ်ငယ်လေးကတည်းကညီမလေးကိုဆုတ်ပစ်သွားတာဒီနေ့ကအဒီအင်းတော်အိမ်မှာပဲနေနေရတယ်ဒါမှညီမလေးကိုအနေအင်းတွေကအရင်ကင်းဆိုင်ပါရဲ့အ
အနေအေးတွေညီမလေးကိုချစ်တယ်ဆိုတော့အမမြင်နေရတယ် ဟုတ်တယ်နော်အဒီအေးနဲ့ညီမမျက်နှာချင်းဆိုင်လိုက်ရင်ထဲတစ်မျိုးကြီးခံစားနေရတယ်လို့ပဲ သမီးလေးဘာလုပ်နေရလဲမင်းစားကြမယ်လေ စားချင်မှာအဒီရဲ့အဒီပဲစားနေလိုက်ပါ သမီးရဲ့အိမ်ရောက်ကြတဲ့ကသမီးဟုတ်ဒီပတ်တီထမင်းစားတာတစ်ခါမှမရှိသေးဘူးကျမကြီးထိခိုက်နေမယ်လေ သမီးတကယ်မစားချင်လို့ပါအဒီရဲ့အဒီအပြင်သွားစားရှိရမလားအဒီသွားနေလိုက်ပါ သမီးအပြင်မှာတကူလိုက်စားပါလားအနီဝလာခဲ့ပေးရမှာ ရပါတယ်အဒီရဲ့သမီးတကယ်မစားချင်လို့ပါသမီးတို့စိတ်မပူပါနဲ့နော်အဒီ ဩသမီးလေးကဖေးကြီးလွမ်းတဲ့စိတ်နဲ့မင်းမစားကျင်တာဘူး အဒီရဲ့ဟိုအဒီသွားစားရှိရမလားအဒီသွားနေလိုက်နော်သမီးကိုစိတ်မပူနဲ့နော်သမီးဖိုက်စားတဲ့အချိန်ထစားလိုက် အဲ့ဆိုအနီအပြင်ကနသွားလိုက်မယ်နော် ဟာကွာဒီနေ့ကြမှာပဲပတ်စံပြစ်ရတယ်လို့ပစ္စည်းကလည်းပတ်စံချီတာဝယ်လို့ရတာမဟုတ်ဘူးကိုမကောမလေးတယောက်အတော်ပဲလက်စမှလည်းပတ်စံရင်းနေမတတ်နိုင်ကွာဘာပဲဖြစ်ဖြစ် 给张老师，怎么一路သွားလို့给张老师 ဖေးဘာဖြစ်တာလဲမမ အမရဲ့ပတ်စံကိုလူပြီးတော့ထွက်ပြေးရပါ ဖေးတမီးခေါ်နေကြလားဖေး သမီးနဲ့ထုံးပါလား ဒီလိုပါဖေး ထုံးရေထုံး ဖေးတမီးခေါ်နေလေဖေးရဲ့ဖေးဖေး ဘလို့ဖြစ်ရတာလဲသမီးရေ အမရဲ့ပတ်စံကိုလူပြီးထွက်ပြေးရင်အခုလိုဖြစ်ရတာပါ သမီးလေးအဖေပြောရတဲ့ရှာနာထောင်နော်သမီးလေးကိုအဖေဝန်ခံရရှိတယ်သမီးလေးနဲ့အတူနေနေတဲ့အတီးရသမီးအရန်သိချင်နေတဲ့သမီးရဲ့အမေအရင်ပဲသမီးရဲ့ ဖေးဖေးတို့ထားမတော့ခေါ်နေတော့ဖေးတမီးလို့ပေါ့ဖေးဖေးရဲ့ သမီးရေတေကြီးမရှိပေမဲ့မေးတယောက်လုံးရှိပါလေဘာမှအားမငယ်နဲ့နော် တမီးကိုဘာလို့ထားတယ်လဲမပြောပြရလဲ ထုံးရေ ဖေးတမီးတို့လည်းခေါ်ရခေါ်ပါဖေး